မင်္ဂလာပါရှင်ခိုင်ကော့စွာပါလဲ10 channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းအမခိုင်ကော့ဂျမန်ပိုင်းမှာမီးနေနေမေကိုဟောင်းလေးတွေကိုလုပ်ပေးထားပါတယ်အဲ့တော့ဒီမှာ question နံပါတ်က2ကနေစပြီးဖြစ်နေတာပေါ့နော်အဲ့ဒါကတပုတ်ကကြတော့အရင်နေ့ကတင်ပေးထားတဲ့ဟာနဲ့တူနေလို့အမဖြတ်လိုက်တဲ့အတွက်နံပါတ်2ကနေစပြီးတော့ဖြစ်သွားတာပါအဲ့နံပါတ်2ကဘာလဲဆိုလို့ရှိရင်ကြတော့ Shokuji Kaijo no Mae ni Surukoto wa nan desu ka A ရကြတော့တဲရတာဥ B ရကြတော့တဲရဲဘီယိုမီတို့ C ရကြတော့ဒန်ဝါစုတို့ D ရကြတော့ရာစုမှုပေါ့နော်ဒါဆိုရင်အသင့်တော်ဆုံးအဖြေကိုရွေးပြရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မိကုံကကြတော့ Shokuji Kaijo Mae ni Surukoto wa nan desu ka ဆို Shokuji Kaijo ဆိုတာအမတို့ကသူတို့ထမင်းခွန်ကျွေးတာပေါ့အဲ့တော့ထမင်းမခွန်ကျွေးခင်မှာဘာလုပ်ကမလဲတဲ့နံပါတ်1ကကြတော့လက်ဆေးတာ2ကကြတော့ TV ကြည့်တာ3ကကြတော့ဖုန်းဆက်တာရေး4ကကြတော့အနားယူတာပေါ့နော်ဒါကြောင့်မလို့အသင့်တော်ဆုံးအဖြစ်အမှန်ကန်ဆုံးအဖြစ်ကကြတော့နံပါတ် A လက်ဆေးရဆိုတဲ့အဖြစ်ကိုရွေးပြရပါမယ်ခိုင်ဒါဆိုရင်နောက်တစ်ပုတ်ထပ်ပြီးတော့သွားမယ်ပေါ့နော်နောက်တစ်ပုတ်ထပ်ပြီးတော့မသွားခင်မှာပြပြချင်တာရှိပါတယ်အဲ့ဒါကကြတော့အမကမနေ့ကလည်းပြပြရပေါ့နော်အမစားရင်အများကြီးရိုက်ရမှာဆိုလို့ဟိရကနာတွေအမထည့်ပြီးတော့မရိုက်ထားဘူးလို့ပြောတယ်မနေ့တော့အဲ့ TikTok မှာညီမလေးတယောက်က comment မေးတာပေါ့နော်ဒီလိုပဲခန်းကြီးတွေကြီးပဲမေးမှလားဆိုတော့မဟုတ်ပါဘူးခန်းကြီးကတော့ N5 N4 level ခန်းကြီးကိုတော့သူကဖူဒီကနာပေးချင်မှာပေးပါလိမ့်မယ်ဒါပေမဲ့လို့တခြားခန်းကြီးပါတယ်ဆိုလို့ရှင်သူကအကုန်လုံးအပေါ်မှာဖူဒီကနာတင်ပေးထားတယ်နောက်တစ်ခုကကြတော့ဥပမာပေါ့နော်ကိုမသိတဲ့ခန်းကြီးဆိုလို့ရှင်လဲစဉ်းစားမနေနဲ့အဲ့ဒီအဖြေကမဖြစ်နိုင်တဲ့အဖြေလည်းဖြစ်နိုင်တာပဲလေနော်ဒါကြောင့်မို့လို့အဖြေကိုအရင်ဆုံးဘယ်ရဖြစ်နိုင်မလဲဆိုတဲ့ဟာကိုစဉ်းစားပေါ့နော်မသိတဲ့ခန်းကြီးပိုင်းလည်းအရင်ကြီးစဉ်းစားမနေပါနဲ့နောက်တစ်ပုတ်ဆက်သွားမယ်ပေါ့နော်နေရှိကျော်နော်ဟီတိုဝေနော်တာယိုတဲ့တရာရှိနော်ဝဒိုရေဒက်စကာအေရကြတော့ဆွေယခုချူရီစုတို့နှစ်ကကြတော့မူရှိစုတို့ကိုတော့စီရကြတော့ယာစာရှိခုဟာနာစုဒီရကြတော့အိုကိုတို့နေရှိကျော်ဖြစ်နေတဲ့သူတွေကိုတဲ့နေရှိကျော်နော်ခဟီတိုအေဆိုတာနေရှိကျော်ဖြစ်နေတဲ့သူတွေကိုတိုင်းအိုးဆိုတာကြတော့အမတို့ကဘယ်လိုမျိုးပြုသူဆောက်ရှောက်လဲဆိုတဲ့ပုံစံမျိုးပေါ့နော်သူတို့တွေကိုတိုင်းဝလုပ်တဲ့ခါမှာဆိုရင်တရာရှိနော်ဝဒိုရေဒက်စကာဘယ်ဟာကမှန်လေတဲ့တစ်ကကြတော့ဆွေရခုချွေးဆိုတို့အရန်ကြီးသူတို့အတင်းသတိပေးနေရမျိုးပေါ့နော်သူကနေရှိကျော်ဖြစ်တယ်ဒါကြောင့်မလို့ငါသူ့ကိုဘာပဲဖြစ်ဖြစ်သတိပေးမှရမယ်ဆိုပြီးကိုကအရန်သူ့ကိုအဲ့လိုမျိုးအတင်းကြီးပေါ့နော်နေဟိုကမလို့ဒီရမလို့နဲ့စသဖြင့်သတိလိုက်ပေးနေရမျိုးတွေနှစ်ကကြတော့မူရှိစုတို့ဆိုတာဒါလစ်လျူရှူတာမသိချင်အောင်စောင့်နေတာစီရကြတော့ယာစာရှိခုဟာနာစုပေါ့နော်ကြည်ကျင်နာနဲ့စကားပြောပေးတာဒီရကြတော့အခုတို့ဆိုပြီးတော့စိတ်ဆိုးတာနေရှိချောဖြစ်တဲ့လူဆိုတာမနေ့ကလည်းပြောပြရပေါ့နော်ဒီသူကပြောပြီးသားအရာတွေကိုလည်းကြကြ memory မလုပ်နိုင်မင်းနဲ့သူကမေ့သွားတာပေါ့နော်ဒီလိုလူတွေဆိုလို့ရှိရင်အမတို့ကမသိချင်အောင်ဆောင်းတာမျိုးတွေခဏခဏမေးနေလို့စိတ်ဆိုးတာမျိုးတွေမလုပ်ပေးနဲ့တိုင်တိုင်တည်းမြသူတို့မေးတဲ့အချိန်တိုင်းမှာကိုကဒီယာသားရှိခုဟာနာစုပေါ့နော်ယာသားရှိခုဆိုကျင်နာလေးနဲ့ပြောပေးတာမျိုးပေါ့ဒါကြောင့်မလို့အဖြစ်ဖန်နံပါတ် C ဖြစ်ပါတယ်ဒီမှာဆိုရင်လည်းမသိတဲ့ခန်းကြီးတွေပါတယ်ဆိုလို့ရှိရင်တော့မှအမယာသားရှိခုလောက်ကတော့သိမယ်ထင်တယ်ပေါ့နော်ဒါမျိုးဆိုရင်ဒါအဖြေပဲဆိုပြီးရွေးလိုက်အပေါ်မှာဆိုလို့ရှိရင်ဒီမူရှိဆိုတာဘာလဲမသိဘူးဆိုပြီးအရင်ကြီးစဉ်းစားမနေပါနဲ့ဟိုက်ပိနံပါတ် 4ကကြတော့ဒီယောရှာဝီရိုစုတုတိုခိတိုင်ဆစနာနော်ဝအနာမနန်ဒက်စကာပေါ့နော်ဒိုရီဒက်စကာဆိုပြီးတော့ပါလိမ့်မယ်ပေါ့ဒါပေမဲ့အရင်ရှေ့သွားမှာဆိုလို့ပါအဲ့တော့ဖိုးကားတွေကိုတဲ့ဒီတနေရာနေတနေရာပေါ့နော်အီရိုးလုပ်တယ်ပေါ့ပြောင်းတဲ့ခါမျိုးမှာဆိုရင်ဘာအရေးကြီးလဲတဲ့ A ကကြတော့ speed တို့ B ကကြတော့ ansan C ကကြတော့ okha နဲ့ D ကကြတော့ chicken အဲ့တော့ speed တို့ဆိုတာ speed ကိုပြောတာပေါ့နော်ဒီအမြန်နှုန်းအဲ့တော့ခုဒီမှာကြီးဆိုတာနေအဲ့ရပေါ့ပြောင်းမယ်ပြီးရင်အိမ်သာပေါ်တင်မယ်စသဖြင့်ဒီလိုမျိုးလုပ်တဲ့အချိန်မှာဆိုရင်ဒီ speed တို့အရေးမကြီးဘူးလေနော်အဲ့တော့တို့မှာဘာရေးကြီးလဲဆိုလို့ရှိရင် ansan ဆိုတဲ့ဒီစိတ်ချလုံခြုံမှုတို့အန်ရမဖြစ်အောင်ကြီးခုမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ okha နဲ့တို့ကြီးခံတို့ဆိုတာလေဒါဘာမှသက်ဆိုင်ရရတယ်မဟုတ်တဲ့အတွက်အဖြစ်မှန်ကျတော့ B ပဲဖြစ်ပါတယ်နံပါတ်5ကကြတော့တဲအရိုင်နော့မိုခုတေခီဝါနန်ဒက်စကာလက်ဆေးရတဲ့ရွေးချက်ကဘာပါလဲတဲ့ A ကကြတော့ပြောခီနော့ယောဘို B ကကြတော့အာဆိုဘူတာမီ C ကကြတော့ဟီမဆူပူရှိ D ကကြတော့အွန်ဒိုဒီမှာဆိုလို့ရှိရင်ဒီဟီမဆိုတဲ့စကားလုံးတွေပါတယ်ကိုကမသိဘူးဆိုလို့ရှိရင်တော့မှအဖြေကိုသိရဆိုလို့ရှိရင်ဒါကိုစဉ်းစားစရာမလိုဘူးပေါ့နော်ဒီလိုသဘောမျိုးကိုပြောပြတာအဲ့တော့လက်ဆေးရတဲ့ရွေးချက်ကဘာပါလဲတဲ့A ကကြတော့ပြောခင်းတော့ရောဖို့ပေါ့နော်ယောဂတွေမဖြစ်အောင်လို့ကာကွယ်ဖို့အတွက် B ကကြတော့အာဆိုဘူတာမီကစားဖို့အတွက်ပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင်တော့လက်ဆေးကပြောလို့ကစားရဆိုတဲ့ပုံစံမျိုးပေါ့ကွယ်စီကကြတော့ဟိမလို့တန်ထွက်တယ်ပေါ့နော်ဟိမဆိုတာအမတို့ကအားလက်တယ်ဆိုတဲ့စကားလုံးပေါ့နော် N5 လောက်မှာတည်းကတင်ရတယ်ဒါပေမဲ့ခန်းကြီးကတော့မသိကြတာများတယ်ဟိမစပူရှိဆိုတာကြတော့အပြင်းပြေလုပ်တယ်ဆိုတဲ့ပုံစံမျိုးလုပ်ဆရာမရှိလို့တက်အချိန်ဖြုံးဖို့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒီကကြတော့ ondo ပေါ့နော်ဒါဆိုရင်လက်ဆေးရရဲ့ချက်ကအမတို့ကယောဂတွေမဖြစ်အောင်လို့ကာကွယ်ဖို့ပြင်ပယောဂရိတ်ခန္ဓာကိုယ်ပေါ်မဝင်အောင်လို့
စသဖြင့်ဒီလိုရွယ်ချက်နဲ့လက်စေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေမှန် A ဖြစ်ပါတယ်နံပါတ်6ကကျတော့車椅子を押すとき気をつけることは A 早く走る B 安全確認 C ကကျတော့歌う D ကကျတော့寝るဒါဆိုရင်ဒီမှာ歌うတွေ寝るတွေဆိုတာကကျတော့ပယ်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဖြစ်မျိုးဆိုတာမဖြစ်နိုင်အဲ့တော့သူကမေးခွန်းကပါလဲဆိုလို့ရှိရင်ကျတော့車椅子を押すとき気をつけることは車椅子ဆိုတဲ့ဒီဝှီချဲပေါ့နော်ဒါတွေကိုအမတို့ကတွန်းတော့မယ်ကွပြောမယ်ဆိုလို့ရှိရင်လှုပ်ရှားရမယ်ဆိုလို့ရှိရင်ဘာကိုသတိထားမလဲတဲ့ A ကကျတော့ဟာယခုဟာရှိလူတွေမြင်မြင်ပြေးမယ်တဲ့ဒါဆိုရင်မဖြစ်နိုင်တော့ဘူးပေါ့နော်ဒီလိုပုတ်ဆို A ရော C ရော D ရောမဖြစ်နိုင်ချင်းတွေပါအဖြစ်မှန် B ပဲအန်ဆန်ခါကူနေပေါ့နော်စိတ်ချလုံခြုံမှုတွေအမတို့ကစစ်ဆေးမယ်ပေါ့နော်အခုတို့မှဆိုရွှေ့တော့မယ်ဆိုလို့ရှိရင်အရှိမ break ကိုငါတို့ဖြုတ်ထားပြီလားပြီးသူခြေထောက်ကရောတခြားတင်ထားပြီလားလက်ကရောအထဲမှာရှိရလားစသဖြင့်ဒါတွေအမတို့ကအန်ဆန်ခါကူနေလောက်ကမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြစ်မှန်က B ဖြစ်ပါတယ်နည်းနည်းမြန်ကောင်းမြန်နေလိမ့်မယ်ပေါ့နော်တစ်ချက်တက်ခါခါပြန်ပြီးတော့ဒါလေးတွေကြည့်ပြီးပေါ့နံပါတ်9ကကျတော့ရီယောရှာကခိုရိုဘဆိုနီတိုကီအဆိုနာတိုကီဒိုရှိမတ်ကအဲ့တော့ဒီဟိုးဖားကချော်လဲတော့မယ်အဲ့လိုမျိုးချော်လဲတော့မဲ့အချိန်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မှလဲကြတော့မယ်ချော်လဲတော့မလို့ဖြစ်နေတာအဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုဘယ်လိုလုပ်မလဲတဲ့တစ်ကကျတော့ဒါစကေရုနှစ်ကကျတော့မီတေရုစီကကျတော့ဝါရာဥဒီကကျတော့မူရှိစုရုအဲ့တော့ A ဖြစ်တာပေါ့နော်ဒါစကေရုပေါ့သူချော်လဲတော့မလို့ဖြစ်တယ်သူလဲကြတော့မလို့ဖြစ်တယ်သူလဲကြတော့မလို့ဖြစ်တယ်ဘာလို့ကမလဲကိုရီးယားကူညီရမယ် B ကကျတော့မီတေရုတဲ့ကြည့်ပဲကြည့်နေမယ်ပေါ့ကွယ်သူကချော်လဲလဲငါနဲ့မဆိုင်ကြည့်နေမယ်ဆိုတဲ့ပုံစံမျိုး C ကကျတော့သူအဲ့လိုမျိုးဖြစ်မဲ့ဟာကိုကရှိမယ်ပေါ့ D ကကျတော့မသိကြအောင်စောင်းနေမယ်လစ်လျူရှုနေမယ်တဲ့အဲ့တော့ကျန်တဲ့ဖြေလေးကမဖြစ်နိုင်ဆိုတာလွယ်တယ်နော်နံပါတ်8ကကျတော့ရှောက်ခုချီခိုင်းကြတော့တိုခိတိုက်စစနာနော်က1じゃなくて A イゾグ B ကကျတော့ゆっくり C ကကျတော့အိုးကို D ကကျတော့မူခွန်းအဲ့တော့ဒီမှာဆိုမူခွန်းတော့ဘာလို့မသိဘူးဆိုလို့ရှိရင်တော့မှဖြစ်နိုင်တဲ့အဖြေကပေါ်နေပြီပေါ့နော်အဲ့တော့ထမင်းကျွေးတဲ့အခါမှာဆိုရင်တဲ့အရေးကြီးတာဘာလဲပေါ့ A ကကျတော့အမြန်ကျွေးမှာသူကနင်းတီတီဖြစ်ချင်တာဖြစ်ကိုအမြန်ကျွေးမယ် B ကကျယူခုဒီC ကကျတော့အိုးခွေပေါ့နော်အတန်အကျကြီးတွေထုံမယ်ပေါ့ D ကကျတော့မူခွန်းဆိုတာじゃဘာမှမပြောတိတ်တိတ်ဆိတ်ဆိတ်ပဲနေမှာအဲ့ခါမှာအတန်ကျကြီးထုံမှာရောမဖြစ်နိုင်ဘူးလားပေါ့နော်နင်းစားပါဆိုပြီးငါပြောမယ်ဆိုတော့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့စောက်ထဲမှာလည်းတင်ရတယ်ထမင်းစားတဲ့နေရာထမင်းစားတဲ့ဟာတိတ်ဆိတ်နေတက်ကမဲ့နေရာမျိုးဖြစ်ကမယ်ဆိုတဲ့ဟာမျိုးရှိရပေါ့နော်ဒါကြောင့်မလို့မဖြစ်နိုင်ဒီကကျတော့ဘာမှမပြောဘဲနေတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူ့ကိုနော်မီကိုမီမတ်တာကစသဖြင့်ပေါ့နော်ကိုခွဲခါခဲလောက်ကမှာတစ်လုံးနဲ့တစ်လုံးကြားမှာနေမျိုးချပြီးပြီလားဒါတွေကိုကိုရခက်ခုနေလောက်ကမယ်အဆင်ပြေလားရတာရှိရလားဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးကိုကခွဲခါခဲလုပ်နေရမှာဘာမှမပြောဘဲသူထမင်းကြီးပဲဒီတိုင်းပဲကိုကရုပ်တည်လိုပဲထိုင်ပြီးကျွေးနေရမှာမျိုးမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ဖြစ်နိုင်ဆုံးအဖြစ်ကကျတော့ B ယူခုရီဆိုတဲ့အဖြစ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့10ပုတ်ပြောလိုက်ပါမယ်10ပုတ်ဆိုပေမဲ့10ပုတ်ပဲဖြစ်မှာပေါ့နော်ဆိုရင်မှဆို9ပုတ်ပဲဖြစ်မှာပေါ့နံပါတ်1ကမရှိဘူးဆိုတော့နံပါတ်9ကကျတော့နိရှိဂျောနာဟီတိုကမီချီနီတူဒါကဘာလဲဆိုလို့ရှိရင်ကျတော့မာယောတာရာဆိုတဲ့အဓိပ္ပာယ်မာယောနဲ့ဆိုနိရှိဂျောနာဖြစ်တဲ့လူတွေကတဲ့မီချီနီမာယောတာရာA ကကျတော့ခိုရု B ကကျအီရှောနီစာကစု C ကကျတော့ဟိုချီပြီးတော့လို့ရှိရင် D ကကျတော့ဝါရဦးပေါ့နော်အဲ့တော့နေရှိချော်ဖြစ်တဲ့လူတွေကလမ်းပြောက်တာပေါ့နော်အဲ့တော့နေရှိချော်ဖြစ်တဲ့လူတွေကလမ်းပြောက်နေတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့ပြောမှဆိုလို့ရှိရင်ကွာသူတို့အခန်းကိုမမှတ်မိဘူးအလွှာနေရှိရဆိုလဲသူတို့အလွှာကိုသူတို့မမှတ်မိဘူးငါပဲအလွှာကိုသွားမှာဗာလေစသဖြင့်အဲ့လိုဖြစ်နေမှာအဲ့လိုဖြစ်တဲ့ဟာကိုသူတို့စိတ်ဆိုးမှာလားအတူတူလမ်းရှာမှာလားဒါမှမဟုတ်ဒီတိုင်းပဲနေမှနေပြောက်ချင်ပြောက်ဖြစ်ချင်တာဖြစ်ဆိုပြီးလွတ်ထားမှာလားရည်နေမှာလားပေါ့ဟဲ့သူအခန်းမတီးဘူးတော့ဆိုပြီးကိုကလှောင်နေမှာလားပေါ့ဒါဆိုရင်အဖြေမှန်ပြီပေါ့နော်အတူတူသူ့ကိုရှာပြီးမှာအဲ့လိုပုံစံမျိုးလေးနဲ့လေးကိုလှုပ်ထားတာပေါ့နော်ဟိုက်ဒါဆိုရင်နံပါတ်10ကကြတော့ခိုင်ကိုတဲ့တိုင်းဆက်စနနော်ကခိုင်ကိုမှာအရေးကြီးတာပါလေတဲ့အဲ့တော့အမတို့အမြဲတမ်းအင်တာဗျူးဖြေတဲ့ခါမှာဆိုရင်လေခိုင်ကိုမှာအရေးကြီးတာဘာလဲဆိုလို့ရှိရင်အိုမိုရီယာတီဆိုပြီးတော့ဖြေရလွေများရယ်ပေါ့နော်ဒါဆိုရင်ဒါတန်းနေမယ်ထင်တယ်ဗါလဲဆိုတော့ကိုချင်းစာတရားကိုချင်းစာစိတ် B ကကြတော့ခိုးဒီတဲ့စိတ်ဆိုးတာ C ကကြတော့မုခန်းရှင်းဆိုတာကြတော့စိတ်မဝင်စားတာပေါ့နော်အာယုံမဆိုင်ဘူးစိတ်မဝင်စားတယ်ဆိုတဲ့ပုံစံမျိုး D ကကြဖြောစိတ်ဆိုတာကြတော့သူကကြအတင်းအဓမ္မပြုတ်မှုတာမျိုးပေါ့နော်အတင်းချက်လောက်ခိုင်းတာခိုင်းစေတာအတင်းအဓမ္မပြုတ်မှုတာမျိုးပေါ့ဒါမျိုးကိုပြောတာပါဒါကြောင့်မလို့အဖြေမှန် A ပေါ့နော်အိုမိုရီယာတီဆိုတဲ့ခိုင်ကောင်မာတိုင်းစစ်စနာနော်ကအိုမိုရီယာတီတော့အိုမိုရီမဆိုပြီးတော့မင်းသားဆန်တို့အင်တာဗျူးမှာဖြေရမှန်းအဲ့လိုပုံစံမျိုးကိုပြောတာပါဟိုက်ဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဒီ10ပုံမှာရက်လိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်မင်းသားဆန်မှာတန်းနေ